ရှင်းပြီးတော့တောင်းမှန်ပါပြပါမယ်ဘယ်နာလေးကအရင်ခက်တာပြပါမယ်ရှင်ပြပါမယ်ခက်တဲ့နေရာတင်နာပါဒီနာမှာခက်တာပါဒီနိုင်ခက်တာပါခက်တဲ့ဒီနာလေးခေအကုန်လူအများကြီးမှဆော့လို့ရပါတယ်မီးသူလည်းနဲ့တပုံလေးဒီပုံစံလေးပါကြပါမယ်တပုံပြည့်တော့ဒီမီးတုံးချောင်းရဲ့နှိပ်တာမင်းတုံးချောင်းနေတာဒီမီးတုံးချောင်းနဲ့နှိပ်တာဟာနှိပ်ပြီး CAPTURES ဒါလေးကိုနှိပ်လိုက်တာတပုံပုံစံလေးပေါ်လိုက်ရပါပြီပြီးလောက်လိုက်ဒီမှာ web ဆိုပြီးပေါ်လာမယ်ပြီးတော့ဒီနှုံးပုံစံလေးတည်ရပါမယ်ပြီးတော့သူတဲ့ဒီနှုံးလေးလုပ်ပေးပါလုပ်ပြီးရပါပြီအခုမိဆိုပြလိုက်ပြီနော်အခုဒီနှုံးပုံစံလေးပါမြို့မိသားတဲ့သူဖြစ်ပေးလိုက်ပြီးဖြစ်ပေးလိုက်ပါပြီးပြောက်ပါနောက်တော့ကြမှာပြန်တိတ်ကြမယ်တပါ